ကဲဒါခုကမင်းတို့အားလုံးရဲ့ပထမဆုံး decision နေ့ပေါ့နော်အော် decision တွေရဲ့ထုံးစံအတိုင်းပဲငါတို့ကပထမဆုံးခဏကိုလူရထားတဲ့လူတွေအားလုံးကိုဂါရဝပြည့်ရဲ့အနေနဲ့တမိနစ်ငိမ့်တက်ပေးရမယ်ပေါ့နော်အဲ့တော့ဆရာရှေ့ကနေပြီးတော့ဟောပြီးမယ်မင်းတို့ကနောက်ကနေလိုက်ဆိုကြနော်ကျွန်တော်တို့ဒီခဏကိုလူရပြပါတော့အလူရှင်များယူဒေစာဖြင့်ဂါရဝပြည့်ရပါသည်ကဲခု decision မလုပ်ခင်ပထမဆုံး decision နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာပြောပြပေးမယ် decision ရဲ့အကျိုးကျေးဇူးကဘယ်လိုလဲဆိုတော့ဒီလိုမျိုးစေးကြောင်းသားတွေကဒီလိုမျိုး decision တွေလုပ်တဲ့အတွက်တကယ်လက်တွေ့ဘဝမှာကွာပို့ပြီးတော့မြင်တာလာမယ်ပို့ပြီးတော့အကျိုးသက်ရောက်မှုတွေအများကြီးရှိလာမယ်အားကြောင့် decision ကစေးပညာတွေအားလုံးအတွက်အထောက်အကူဖြစ်တယ်ကွာအဲ့တော့ decision ကိုပြင်းပြအောင်လုပ်ပေးတဲ့ဒီခန္ဓာကိုယ်လူတိုင်းရှင်တွေရတယ်မင်းတို့ရဲ့ဘဝအတွက်စိတ်တစေတာအဲ့လိုကြိုးပြုနေရပေါ့နော်အဲ့တော့မင်းတို့ရဲ့စိတ်ထဲမှာ decision အတွက်ပြင်းပြအောင်လူနာထားပေးတဲ့လူနာရှင်တွေကိုလည်းမင်းတို့ကအဲ့လိုအောက်မေ့တာရှိနေရပါပေါ့နော်ကဲ decision ရလည်းပြီဆိုတော့မင်းတို့ဗာမေးစရာရှိရတော့ကျွန်တော်တို့ခုလောက်မေးစရာရှိတယ်ကျွန်တော်တို့ကဗျာဒီ Cativa နဲ့ဒီကျွန်တော်တို့ဒီ MS module မှာပဲတူတကွတ်တရားမှာလားနော်အဲ့ဒါရောမဟုတ်ဘူးခုက MSN module ပြီးသွားပြီမဲ့ဒီ MSN module တွေမကဘဲနဲ့နောက်ချား module တွေမှာလည်းဒီခဏကိုရဲ့အလူရှင်နဲ့တင်ရမယ်ဘယ်လိုလဲဆိုတော့ဒီ organ တွေနဲ့ပတ်သက်တဲ့ module တွေရောက်လာရင်ဥပမာနှလုံးတို့ခန်းတွေတို့ဒီအစာရင်းတို့ပါဆိုလဲဒီရဲ့ခဏကိုအထူတန်းရှင်ရဲ့ဟာနဲ့ပဲဟောတင်ရမယ်ပေါ့နော်အဲ့တော့ဒီအထူတန်းရှင်ကမင်းတို့ရဲ့ဒီ MSN module 6တွေရဲ့အကျိုးပြုတာမဟုတ်ဘဲနဲ့မင်းတို့နောက်စေးပညာအတွက်နောက်လိုအပ်တဲ့ဒီအခန်းကဏ္ဍတွေအများကြီးအတွက်လည်းဒီကျေးဇူးတရားတွေနဲ့ပြည့်နေနေရပေါ့နော်အဲ့လိုမျိုးကျွန်တော်နားလေအဲ့ဆိုဒီ Cativa ကျွန်တော်တို့ဒီ medical first year ဒီနှစ်ပတ်လုံးကျွန်တော်တို့ကိုတင် जा ပေးမယ်ဝိညာဉ်မဲ့ဆရာတွေပေါ့နော်ဟုတ်ပါရဲ့နားလေအဲ့ဆိုကျွန်တော်တို့ပညာရေးလမ်းကြောင်းတော့ကျွန်တော်တို့အကူအညီပေးရတော့နင်းတော့မဟုတ်တော့တော်လေးလေးစားဆရာကျေးဇူးတရားတွေနဲ့အရန်ပြည့်နေနေရပါတော့ကျေးဇူးကလည်းတော်တော်လေးများတယ်ပြီးတော့အကျိုးပြုတာကလည်းတော်တော်လေးကိုအကျိုးပြုရပါတော့မင်းတို့ရဲ့နောက်လို့ကျွမ်းကျင်မှုတွေပါညာဆိုရင်လည်းဒီလူရှင်တွေကြောင့်မင်းတို့ရဲ့စွမ်းရည်တွေအဲ့လိုမျိုးလုပ်ရည်ကံရည်တွေကတိုးတက်လာအောင်ပေါ့နော်ကျွန်တော်လည်းဒီလိုမြတ်တာတရားကြီးရောနော်ဒီခွင့်ရည်တွေလည်းတော်တော်ကောင်းလေးတုံးချပြီးတော့သင်ကြားရမယ်ကျွန်တော်လည်းသင်မိပါကဲမင်းတို့လည်း MSS တင်နေရတပတ်လောက်ရှိပြီဒီ session တွေလည်းဝင်ပြီးကြပြီဆိုတော့ silent mentor တွေရဲ့ကျေးဇူးတရားကိုသဘောပေါက်တော့ရောပေါ့ဆရာအရင်ကပြောဖို့တလို့ပဲသူတို့ရဲ့ကျေးဇူးကိုဆရာတို့အတိအမှတ်ပြုပေးရမယ်အတိအမှတ်ပြုတဲ့အနေနဲ့ appreciation ceremony တစ်ခုလုပ်မယ်လို့လည်းဆရာပြောခဲ့တယ်မမိကြသေးလားမသိဘူးအဲ့ပွဲမှာကိုပိုင် talent တစ်ခုထုတ်ပြရအောင်ဥပမာတချင်းဆိုတာဖြစ်ဖြစ်အကားဖြစ်ဖြစ်ပေါ့ group တစ်ခုချင်းစီကလူတိုင်းပါဝင်ပေးကြပါပြီးရင်မင်းတို့လုပ်မဲ့ performance တွေကို EC တွေစီမှာစင်ပေးထားနိုင်တယ်အားလုံးနားလည်ကြလားနားလည်ပါတယ်တကယ်ချင်းတို့အဲ့တော့ငါတို့မနေ့ကဆရာက silent mentor နဲ့ပတ်သက်ပြီးတော့မှဒီ silent mentor appreciation ceremony လုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲမှာငါတို့ကဒီ talent တွေထုတ်ပြလို့ရတယ်ငါတို့ကဒီဆရာတွေကိုလည်းဒါကျေးဇူးတင်တဲ့အနေနဲ့ပေါ့နော်ငါတို့ဒီပွဲကိုတစ်ခုလုပ်မှာပေါ့အဲ့တော့မင်းတို့အနေနဲ့ဘာ talent တွေရှိရပေါ့နော်အဲ့ဒီရှိရ talent တွေကိုလည်းပဲဒီငါတို့ group leader တွေကနေပြီးတော့မှဒါဖော်ထုတ်ပေးမှာပေါ့နော်အဲ့တော့မင်းတို့လှုပ်ချင်တဲ့နော်ဒီတစ်ခုခုပေါ့ music ပဲဖြစ်ဖြစ်ဒီပြဆက်ပဲဖြစ်ဖြစ်အကပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုမင်းတို့တိုင်ပင်ပြီးတော့မှတစ်ခုငါ့ကိုပြောပေါ့နော်အဲ့ဒါမှတို့အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်ပြီးရင်ငါလည်းစီစဉ်ပေးမယ်ဟုတ်နော်ရှင်းလဲဆိုရင်ဇလန်နဲ့ပါချင်တယ်ဒီကတော့ဟောတော့music video ကိုဆုံးတော့တကယ်ရှင်တော့ငါကြံလေးပြောကြည့်မယ်နော်ငါထင်တာတော့ကငါတို့ music video ပဲရိုက်ကြရအောင်လားလို့ဘာလို့ဆိုတော့ unique ဖြစ်တယ်ကွာရှင်းလဲကွာကိုယ့်ကိုပဲဆက်ကြည့်ကြမယ်တနိုင်တဲ့လောက်ပြီးရင်တချင်းတွင်းတာတော့ဘာလဲ story share ပြီးလုပ်ကြရပါပေါ့အဲ့ဆိုဘယ်လိုထင်ကြလဲအဆင်ပြေလို့ထင်လားဆုံးတော့ okay ရနော်အေးဟုတ်ပြီအဲ့ဆိုရင် music video ပဲလုပ်ကြအောင် okay
ညရဲ့ဆုံးမအလင်းရောင်တစ်ခုဟာဝင်ရောက်လာတိတ်ဆိတ်ခြင်းနဲ့လမ်းပြပေးတယ်ငါတို့ဘဝအတွက်ရွယ်လေးငယ်လမ်းပြမိအိမ်လေးလုံးပေးဆက်ခဲ့တဲ့မောင်မြတ်ချင်းတို့ရနာကတော့ပါဖို့ကိုဆုံးလို့ခဲ့တဲ့စေတနာများမလုံးသားတစ်ခုကိုဝိညာဉ်ကဖြူရောင်နာကတော့တွေ့တိတ်ဆိတ်ငြိမ်သက်ခြင်းဟာတကယ်တူနိုင်မယ့်မြေတာတရားဘေးရလိုက်ဆုံးလို့ကဲဘုံပေါ်နာကတော့တွေ့လာပြောင်းလဲမေးသူဒီတစ်ချိန်ကတင်တွေ့ပဲကျေးဇူးတင်တယ် အဆုံးသတ်ပင်မဲ့ပေးဆက်ခြင်းရဲ့အတိတ်ပဲလေးနဲ့နှောင်းစိတ်နေလေတို့ရဲ့ရင်ထဲအမြဲလို့ရှိတယ်ဘယ်ကရှင်လမ်းပြမိတိုင်းလေးလို့ ပေးဆက်ခဲ့တဲ့ဒီတရားတရားတို့ရတဲ့လမ်းပြချေဝင်လေလို့မောင်တို့တွေကနေလင်းစီတော့နှလုံးသားတစ်ခုကိုဝေမျှကဖြူရောင်နာကတော့တွေ့တိတ်ဆိတ်ငြိမ်သက်ခြင်းဟာတကယ်တူနိုင်မယ့်မြေတာတရားဘေးရလိုက်ဆုံးလို့ကဲဘုံပေါ်နာကတော့တွေ့လမ်းပြောင်းလဲမေးသူဒီတစ်ချိန်ကတင်တွေ့ပဲကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျေးဇူးရှင်ရဲ့ မင်းတို့လည်း MSS module တင်နေရတာVibe ဖမ်းလာလိုက်ပြီးတော့မှ